အားလုံးပဲမင်္ဂလာပါ Neural Nexus ကနေကြိုဆိုပါတယ်ဒီနေ့မှာတော့ Facebook မှာ monetization ပွင့်နေပြီလားမပွင့်သေးဘူးလားခဏခဏမင်းနေတာတွေ့လို့မကြည့်တဲ့တူတွေအတွက်ကျွန်တော်တိတလောက်ကိုပြန်လည်မျှဝေပေးလိုက်ပါတယ်ပထမဆုံးအနေနဲ့ Facebook ရဲ့ညာဘက်ကအများဆုံးကြောင်းကိုနှိပ်ပြီးလုပ်ငန်းသုံး dashboard ဆိုတာကိုနှိပ်ပေးပါပြီးရင်ညာဘက်ကိုဆွဲပြီးဝင်ငွေရှာခြင်းဆိုတာကိုနှိပ်လိုက်ပါဒါဆိုရင်ဒီလိုပေါ်လာပြီပေါ့နော်ကျွန်တော်မှာတော့ UR program ဆိုတဲ့ဟာတစ်ခုပဲပွင့်သေးပါတယ်ဒါကဘာလို့ရလဲဆိုတော့ Shopee Lazada တို့ကပစ္စည်းကိုကြော်ညာပေးပြီး commission ခရှာလို့ရပါတယ်နောက်တစ်ခုဒီအောက်က not yet available ဆိုတဲ့ဟာမှာကြတော့တစ်ခုမှမပွင့်သေးဘူးပေါ့နော်ဒါဆိုရင်တော့% လုံးဝမရသေးပါဘူးဒီမှာငွေရှာဖို့နီလန်၄ခုရှိပါတယ်ပထမဆုံးတစ်ခုကျယ်ပွင့်များကိုနှိပ်ပြီးအပေါ်ကိုဆွဲတင်လိုက်ပေါ့နော်ဒီလိုလေးပေါ်လာပါလိမ့်မယ်မပွင့်သေးတဲ့ဟာတွေဆိုရင်ကြက်ခဲကပ်အမားပြနေပါလိမ့်မယ်အမှန်ချစ်တွေအကုန်ပြနေပြီဆိုရင်ကျယ်ပွင့်များကနေ% ဝင်နေပါပြီကို့မှာရလေပြီလားတီးချင်ရင်ဒီလိုလေးပြန်စစ်ကြည့်လို့ရပါတယ်ဒုတိယတစ်ခုအနေနဲ့စာရင်ပေးသွင်းမှုများမှာလည်းကြက်ခဲကပ်ပြနေရင်မရပါဘူးတတိယတစ်ခုအရေးကြီးဆုံး content monetization ခေါ်အကြောင်းအရာဖြင့်ငွေရှာခြင်းဒါကတော့အများဆုံးဝင်ငွေရတဲ့ဟာပေါ့နော်ကိုဗီဒီယိုတွေမှာကြော်ညာပေးမယ်အဲ့ကြော်ညာကနေဝင်ငွေရတဲ့ဟာပါကျွန်တော်မှာတော့ follower 1k မပြည့်သေးတော့မရသေးပါဘူးနောက်ဆုံးတစ်ခုကတော့ storefront ဒါကတော့ဖိတ်ကြားခံရတဲ့သူတွေဒါရတဲ့ဟာပါ Facebook မှာဝင်ငွေချခြင်းနဲ့ဆိုရင်ဇူဇူပေးတဲ့အင်စာတွေကြီးပဲမလုပ်ပါနဲ့ကိုပါဝါသနာပါလဲလူတွေကိုပါအကြောင်းအရာတွေပေးချင်တာလဲကိုလုတ်ချင်တဲ့အဟာကို quality ကောင်းနဲ့တနည်းတစ်ပုတ်ပဲဖြစ်ဖြစ်တပတ်တစ်ပုတ်ပဲဖြစ်ဖြစ်ပုံမှန်တင်ပေးပါသူများဗီဒီယိုပြန်တင်ရင်လည်း copyright လွတ်အောင်တင်ပါဒါဆိုရင်ကြည့်သူများပြီးဝင်ငွေရမြန်ပါလိမ့်မယ်အားလုံးပဲဝင်ငွေအမြန်ဆုံးရနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါနဲ့နောက်ထပ်အသစ်တွေတင်တိုင်းတည်နိုင်ဖို့ကျွန်တော် page လေးဖြစ်တဲ့ Neural Nexus ကို follow လုပ်ထားပေးဖို့မမေ့ပါနဲ့နော်